မင်္ဂလာပါရှင်။ Zamni Entertainment ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီကနေ့တင်ဆက်ပေးမယ့်အကြောင်းအရာလေးကတော့ Zamni ပရိသတ်တို့တောင်းဆိုထားတဲ့ဒေဝီစနပါးကူသမိုင်းကြောင်းလေးကိုတင်ဆက်ပေးပါရစေရှင်။တခါကစန္နာရဝရီအမည်ရှိတဲ့အတိုင်းပြည်တစ်ပြည်မှာတထေးလင်မယား2ဦးရှိပါတယ်။သားသမီးထွန်းကားခြင်းမရှိတဲ့အတွက်ညောင်မဲကြီးတစ်ပင်မှာရှိတဲ့ရုပ်ကစိုးနှက်ကိုတိုင်တယ်ပြီးသားသမီးရရှိရန်တွားရောက်ပသကြပါတယ်။ထို့သို့ပသပြီးမကြမီမှာပဲတထေးစနီးမှာတနက်လျင်သမီး2ဦးကြနဲ့ဇက်တိုင်မွေးဖွားရာစုစုပေါင်းသမီး12ဦးမွေးဖွားလာခဲ့ပါတယ်။ညီမ12ယောက်အရွယ်ရောက်လာတဲ့အချိန်မှာတော့တထေးကြီးရဲ့ဇနီးဟာမနာမကျန်းဖြစ်တာကြောင့်ဆုံးပါသွားခဲ့ပါတယ်။တပင်လဲမူတပင်ထူဆိုသောစကားအတိုင်းတထေးကြီးဟာနောက်အိမ်နောင်ပြုတ်လိုက်ပါတယ်။မိထွေးကလည်းသမီး12ယောက်ကိုမကြည်ပြူပဲတစ်နှစ်တစ်ခြားအမုန်းပွားလာရာသမီးများကိုပို့ချစ်လျင်သူမအားကွာရှင်းပေးရနှင့်သူမကိုပို့ချစ်လျင်တော့သမီးများကိုဆွန့်လွတ်ရမည်လို့တထေးကြီးကိုတောင်းဆိုလိုက်ပါတယ်တထေးကြီးကလည်းသမီးများကိုဇနီးအလိုကျဆွန့်ပစ်မည်လို့ကတိပေးခဲ့ပါတယ်နောက်တစ်နေ့ရောက်လာတဲ့အခါမှာတော့တထေးကြီးဟာသမီးများကိုခေါ်ယူပြီးတောရင်းတနေရာမှာရှိတဲ့တီတာအင်းတွင်ရေသွားချိုပါမည်တီတာအင်းရေကိုချိုးရသူတိုင်းရုပ်ရည်လှပမည်ဟုလိန်ညာပြောဆို၍တောရင်းသို့ခေါ်ဆောင်သွားပြီးလမ်းမမိနိုင်သည့်တောရင်းတနေရာရောက်တဲ့အခါမှာတော့သမီးများတောက်ရန်ရေသွားခတ်မည်ဟုပြောဆိုကသမီး12ယောက်ကိုထားရစ်ပြီးထွက်ခွာသွားပါတော့တယ်။သမီး12ယောက်ကလည်းဖခင်ကိုစောင့်မျှော်တော်လဲပေါ်မလားအပြန်လန်းစာလဲရှာတော်မရလန်းစာမမြင်တာကြောင့်တောထဲမှာတဝဲလွယ်လွယ်နဲ့ဝမ်းနည်းစွာဟစ်အော်ငိုကြွေးပါတော့တယ်။လန်းစာရှာရမှာတောရင်းတနေရာမှာစမ်းချောင်းတစ်ခုကိုတွေ့ရှိပြီးဝမ်းစာအလွန်ကရင်းချောင်းမှာရှိတဲ့ငါးတွေကိုကိုစီဖမ်းကြပါတယ်။သမီး17ယောက်ဖမ်း၍ရရှိတဲ့ငါးတွေကိုမျက်လုံးနှစ်ဖက်ကိုဖောက်ပြီးတီးကြတော့လေညီမအထွေးဆုံးလေးကတော့ကျွမ်းကျင်မှုမရှိတဲ့အတွက်ငါးရဲ့မျက်လုံးတစ်ဖက်ကိုဖောက်ပြီးတော့သာတီးခဲ့ပါတယ်ထို့အချိန်မှာရခပူရတိုင်းပြည်မှဘလူးမဟာလည်းလူအသွင်ပြောင်းပြီးညီမ12ယောက်ကိုတွေ့ဆုံရာညီမ12ဖော်ရဲ့အကြောင်းကိုအကြောင်းစုံသိရှိသွားပြီးညီမ12ဖော်ကိုကိုညီမြဟုပြောဆိုကမိမိနဲ့ခိတ္တနေထိုင်ရန်ဆိုပြီးညီမ12ယောက်ကိုမိမိ၏ဂေယာရှိရာရခပူရပြည်သို့ခေါ်ဆောင်လာခဲ့ပါတယ်ဘလူးမဂေဟာသို့ရောက်တဲ့အခါမှာဘလူးမရဲ့သမီးနဲ့အဖော်ပြူပေးပြီးရောက်စမှာပျော်ရွှင်စွာနေထိုင်ကြပါတယ်ဘလူးမကလည်းမိမိဂေဟာမှထွက်ခွာသည့်အခါတိုင်းညီမ12ယောက်တို့ကိုဟိုဟိုတီတီရှောင်မသွားကြရန်အမြဲမှားကြားလေးရှိပါတယ်တနေ့သောအခါမှာတော့ဘလူးမမရှိကြိုင်မှာညီမ12ယောက်တို့ဟာဟိုဟိုတီတီရှောက်သွားကြရာတွင်းကြီးတွင်းကိုတွေ့ရပြီးထိုတွင်းထဲတွင်လူအယိုးပုံများကိုတွေ့ရသဖြင့်မိမိတို့ရောက်ရှိသောနေရာသည်ဘလူးတိုင်းပြည်ဖြစ်ကြောင်းသိရှိသွားပြီးတဲ့နောက်မှာတော့ထိတ်လန့်စွာဖြင့်ညီမ12ယောက်ဟာဘလူးမမရှိကြိုင်မှာထွက်ပြေးကြပါတော့တယ်ဘလူးမအိမ်သို့ရောက်တဲ့အခါမှာညီမ12ယောက်ကိုမတွေ့ရသဖြင့်ခြေရာခံလိုက်သောအခါမှာတောနက်ကြီးတနေရာမှာတွေ့ရှိခဲ့ပါတယ်ညီမ12ယောက်ကလည်းဘလူးမမမီလူအချိန်ထိပြေးရမှာအနည်းရှိနွားမင်းထံသွားရောက်အကူအညီတောင်းကနွားမင်းကနောက်လိုက်နွားများကိုခေါ်ယူ၍ဘလူးမလာရလန်းကိုစီးကြို၍ဘလူးမကိုဝှေ့ရန်တိုက်ခိုက်သဖြင့်ဘလူးမထွက်ပြေးရပါတော့တယ်နွားမင်းကလည်းညီမ12ယောက်အားဥဆောင်လမ်းပြပြီးသူတို့ရဲ့အတိုင်းပြည်ဖြစ်တဲ့မဟာနာဂမြို့၏မြို့ဦးအဝင်ညောင်မင်းကြီးအောက်သို့ပို့ဆောင်လိုက်ပါတယ်ထိုအချိန်မှာမဟာနာဂရပြည်မှာမိဖုရားမရှိပဲမုမြတ်များရှာဖွေနေတဲ့အချိန်ဖြစ်ရာနွားမင်းကလည်းညီမ12ယောက်အားဥဆောင်လမ်းပြပြီးလူတို့၏တိုင်းပြည်ဖြစ်သည့်မဟာနာဂရမြို့၏မြို့ဦးအဝင်ညောင်မင်းကြီးအောက်သို့ပို့ဆောင်ပေးလိုက်ပါတယ်ထိုအချိန်တွင်မဟာနာဂရမြို့မှာမိဖုရားမရှိပဲမုမြတ်များကရှာဖွေနေချိန်ဖြစ်တာကြောင့်ရုပ်ရည်ယူပကာချောမောလှပသည့်ညီမ12ယောက်ကိုမဟာနာဂရပြည်ရဲ့စတုရမမင်းထံတနော်ဦးတင်ကြပါတယ်စတုရမမင်းကလည်းညီမ12ယောက်အားခေါ်ယူ၍ချက်ချင်းအမိန့်တော်ချမှတ်လိုက်ရာစတုရမမင်းကလည်းညီမ12ယောက်အားခေါ်ယူလာရန်ချက်ချင်းအမိန့်တော်ချမှတ်ရာမုမြတ်များကလည်းညီမ12ယောက်အားမြင်းရထဖြစ်သွားရောက်ကြိုဆိုကြပါတယ်ထို့နောက်မှာတော့စတုရမမင်းဟာမင်္ဂလာသဘင်ကို9ရက်9လီစီကားတိုက်မြိုက်စွာဆင်ရင်ပြီးညီမ12ဖော်ကိုမိဖုရားအရာဖြစ်ချီးမြှောက်လိုက်ပါတော့တယ်ဘလူးမကလည်းညီမ12ဖော်ထွက်ပြေးလွတ်မြောက်သွားသည်ကိုတွေးမိလေတိုင်းအခဲမကြီးဖြစ်ခဲ့ရပြီးညီမ12ဖော်တို့မိဖုရားဖြစ်နေကြောင်းကိုစုံစမ်းသိရှိသွားခဲ့ပါတယ်အဲ့ဒီနောက်မှာတော့ဘလူးမဟာရုပ်ဆင်းအလွန်လှပတဲ့အမျိုးသမီးငယ်အဖြစ်ဖန်ဆင်းပြီးမဟာနာဂရမြို့အနီးမှာနှိမ့်ဆင်သွားလာရာလူအများသတိပြုမိပြီးစတုရမမင်းနားသို့ပေါက်ကြားသွားခဲ့ပါတယ်ရုပ်ရည်အလွန်ချောမောလှပတဲ့အမျိုးသမီးကိုတွားရောက်ကြိုးဆိုရန်စတုရမမင်းကမိန့်ကြားသဖြင့်မုမတ်တို့ကလည်းတွားရောက်ကြိုးဆိုကြပါတယ်ညီမ12ဖော်ထက်ရုပ်ရည်ယူပကာချောမောသည်ကိုတွေ့မြင်ရတဲ့အခါမှာလူရောင်ဖန်ဆင်းထားသောဘလူးမကိုစတုရမမင်းကမိဖုရားခေါင်းအဖြစ်တင်မြှောက်လိုက်ပါတယ်ထို့သောနေထိုင်လာခဲ့ရာနှစ်အနည်းငယ်ကြာလာတဲ့အခါမှာတော့တညသောတကောင်ရန်အချိန်မှာဘလူးမဟာနန်းတော်အတွင်းမှာရှိတဲ့လူတွေမနိုးအောင်ဂါရဖြစ်မှန်းမှုပြီးမိဖ
ဘယားစနပ်ပါးရဲ့မျက်လုံးများကိုတွားရောက်ဖောက်ထုတ်လိုက်ပါတယ်ကမန်းကနန်းဖောက်ထုတ်လိုက်ရသဖြင့်အထွေးဆုံးညီမရဲ့မျက်လုံးတစ်လုံးကိုသာဖောက်ထုတ်နိုင်ခဲ့ပါတယ်ဘလူးမာကလည်းမျက်လုံး23လုံးကိုရခပူရတိုင်းပြည်သို့တွားရောက်ထားပြီးစတုရမမင်း၏နဘေးမှာဟန်မပြတ်အိပ်ဆက်တော်မူပါတယ်မိဘယားစနပ်ပါးအိပ်ယာမှနိုးတဲ့အခါမှာမျက်စိနှလုံးအလင်းမရကြသဖြင့်ဝမ်းထဲစွာငိုကြပါတယ်စတုရမမင်းကလည်းကျဲလောင်သောငိုတံကိုကြားရသဖြင့်မိဘယားခေါင်းကြီးအားမေးမြန်းရာမိဘယားများသည်စုံမများဖြစ်ကြသဖြင့်သူတို့အချင်းချင်းမျက်လုံးဖောက်စားကြသည်လို့ဖြေကြားလိုက်ပါတယ်စတုရမမင်းကလည်းမိဘယားခေါင်းရဲ့ခုံးချောစကားကိုယုံကြည်သွားပြီးလွန်စွာထိတ်လန့်ခြောက်ခြားသဖြင့်မနှက်လင်းသည်နှင့်မိဘယားစနပ်ပါးကိုတောကြီးတနေရာသို့ပို့ဆောင်ဆွန့်ပစ်ရန်အစေအပါးများကိုစေခိုင်းလိုက်ပါတယ်ဆွန့်ပစ်ခြင်းခံရတဲ့မိဘယားစနပ်ပါးဟာတောရင်းတနေရာမှာရှိတဲ့ကိုတလုံးမှာနေထိုင်ခဲ့ကြပါတယ်စတုရမမင်းနဲ့ရရှိသောကိုဝင်ဟာလည်းတဖြည်းဖြည်းရင့်မာလာရာအချိန်တန်တဲ့အခါမှာမိဘယားစနပ်ပါးဟာရှေ့ဆက်နောက်ဆင့်ကလေးများကိုမွေးဖွားကြပါတယ်ကလေးများအဖက်မတင်တော့လေသွေးဆုံးဒေဝီဤပြုစုဆောက်ရှောက်မှုဖြင့်သားတော်လေးဟာတစ်နေ့တခြားကြီးပြင်းလာပြီးမေတော်နဲ့အတူတတိတိဟုများကိုရှာဖွေ၍ကြီးတော်၁၁ဖော်အားကျွေးမွေးခဲ့ပါတယ်ရှာဖွေရရှိသောတတိတိဖူများကိုဂူဝရင်အတူတကွပျော်ရွှင်စွာနှိမ့်ဆင်စားတောက်ကြပါတယ်လိမ္မာရေးချရှိတဲ့သားတော်ဖြစ်သဖြင့်မိခင်ကိုကိုညီလောက်ကင်ပေးပြီးအားလက်ချိန်တွင်မျိုးရင်းသို့သွား၍ဒုပစ်ကစားလေးရှိပါတယ်ဒုပစ်ရာမှာလည်းသားတော်ကိုမြည်သူမှအနိုင်မကစားနိုင်ပါဘူးလောင်းကြီးထက်ကစား၍နိုင်တဲ့အခါမှာလည်းရွှေစငွေစကိုမယူဘဲထမင်းဟင်း12ထုပ်ကိုသာယူလေးရှိသဖြင့်သားတော်ဟာဒေဝီစနပ်ပါးရဲ့ရင်သွေးဖြစ်ကြောင်းကိုဘလူးမကသိရှိသွားခဲ့ပါတယ်အဲ့ဒီနောက်မှာတော့ဘလူးမဟာသားတော်ကိုတတ်ဖို့အတွက်နီလန်းရှာပါတော့တယ်တနေ့သောအခါမှာတော့ဘလူးမဟာသားတော်ကိုခေါ်ယူပြီးရခပူရပြည်သို့စားတဆောင်ပို့ရန်တာဝန်ပေးပါတယ်တာဝန်ကိုဆောင်ရွက်၍တိုင်းပြည်သို့ပြန်ရောက်လာလျင်သူကောင်းပြုမိလို့ပြောပါတယ်တာဝန်ကိုထမ်းဆောင်မှုညှင်းဆန်မယ်ဆိုရင်တော့ကြီးလေးသောအပြစ်ဒဏ်ကိုပေးမည်ဟုဆိုလိုက်ပါတယ်သားတော်ကလည်းညှင်းဆန်ရန်မဖြစ်တော့သဖြင့်စာချုံကိုယူပြီးချက်ချင်းပင်မြင်းစီ၍ခရီးနှင်ခဲ့ပါတော့တယ်တောတောင်ရှိုးမြောင်အသက်သွဲဖြတ်ကျော်ပြီးခရီးနှင်ခဲ့ရမှာမိုးချုပ်သွားသဖြင့်တောအုပ်တနေရာမှာရှိတဲ့ရသေးတစ်ပါး၏ကျောင်းသင်ခန်းမှာတညတာအိတ်ဆက်နားကိုရန်ရှင်ရသေးထံမှာခွင်တောင်းပါတယ်မင်းသားလေးမမောပပန်းနဲ့နှင်းနှင်းချက်ချက်အိပ်ပျော်နေတဲ့အချိန်မှာရသေးဟာမင်းသားရဲ့ပုံမှန်ကိုအကဲခတ်၍ဖုံးကန်ကြည့်မဲ့သူဖြစ်တယ်ဟုကောက်ချက်ချကမင်းသားယူဆောင်လာတဲ့စာချုပ်ကိုဖတ်ကြည့်လိုက်တဲ့အခါဘလူးမရေးထားတဲ့စာကိုတွေ့ခဲ့ပါတယ်ဘလူးမကအမေသမီးဤတငယ်လေးညအချိန်ရောက်လျင်မနက်စာအဖြစ်မနက်ရောက်လျင်ညအစာအဖြစ်သုံးဆောင်လိုက်ပါဟုရေးထားတာကိုတွေ့မြင်ပြီးတဲ့နောက်မှာတော့ရှင်ရသေးဟာမင်းသားလေးကိုတနာသဖြင့်စာချုပ်ကိုအမေသမီးဤတငယ်လေးညအချိန်ရောက်လျင်နနက်အချိန်မင်္ဂလာဆောင်ထဲမှာနနက်အချိန်ရောက်လျင်ညအချိန်မှာမင်္ဂလာဆောင်ထဲမှာလို့စာချုပ်ကိုပြင်ရေးလိုက်ပါတယ်မင်းသားကလည်းမနက်မိုးလင်းတာနဲ့ခရီးဆက်ခဲ့ရာရခပူရတိုင်းပြည်သို့ဆက်ဆက်မြက်မြက်ရောက်ရှိသွားခဲ့ပါတယ်မိဘရဲ့ခေါင်းကြီးဘလူးမကြီးပါလိုက်တဲ့စာချုပ်လွှာကိုပေးအပ်လိုက်တဲ့အခါမှာတော့ဘလူးမရဲ့သမီးဟာဖတ်ရှုပြီးဝမ်းသာစွာဖြင့်မင်းသားလေးကိုကြိုဆိုလျက်ချက်ချင်းပင်မင်္ဂလာသဘင်ကိုဆင်ရင်ကျင်းပပါတော့တယ်အတူနေထိုင်ပေါင်းသင်းသည့်ကာလကြာလာသည်နှင့်အမျှဘလူးမင်းသမီးဟာလည်းမင်းသားလေးအပေါ်မှာယုံကြည်မှုရှိလာပါတယ်တနေ့သောအခါမှာတော့ဘလူးမင်းသမီးဟာမင်းသားလေးအားဂေဟာအတွင်းမှာရှိတဲ့ပစ္စည်းတွေကိုလိုက်လံပြသရာအသက်စီဝင်ဆောင်ဆေးရည်စိမ့်ထားသောမျက်လုံး12လုံးစသည်တို့ကိုတွေ့ရပါတယ်တဖန်ဥယျာဉ်တော်အတွင်းမှာတော့မိကမုံရေကမုံရွှွန်ကမုံတီတာရည်စင်စသည်တို့ကိုတွေ့ရှိရပြီးစိတ်တွေမှတ်သားထားလိုက်ပါတယ်တနေ့မှာမင်းသားလေးကပရိယေသုံးပြီးအသက်စီဝင်ဆောင်မျက်လုံးတီတာရည်စင်နဲ့ကမုံရများကိုယူဆောင်လျက်မဟာနဂရပြည်သို့ထွက်ပြေးပါတော့တယ်ဘလူးမင်းသမီးနဲ့နောက်လိုက်နောက်ပါတွေဟာလည်းမင်းသားလေးနောက်ကိုထက်ချက်မခွာလိုက်နိုင်တော့လေမင်းသားလေးဖြစ်ပေါက်လိုက်တဲ့ရေကမုံရွှွန်ကမုံတွေကအဟံအတားတစ်ခုဖြစ်တာကြောင့်ဘလူးများဟာခက်ခဲစွာကြော်ဖြတ်နိုင်ခဲ့ပြီးမိကမုံနဲ့ပြစ်လိုက်တဲ့အချိန်မှာတော့ဒုတဲကြီးမားတဲ့မိထောင်မီလီယံတွေကိုကြော်ဖြတ်ရန်မစွမ်းဆောင်နိုင်တော့သဖြင့်ဘလူးမင်းသမီးလေးဟာလည်းစိတ်ထိခိုက်၍ဝမ်းတွင်းငိုကြွေးကထိုနေရာမှာပဲရင်ကွဲနာကြကသေဆုံးသွားပါတော့တယ်မင်းသားလေးလည်းမဟာနာဂရတိုင်းပြည်သို့ပြန်ရောက်သွားတဲ့အခါမှာရှေးဦးစွာမိခင်နှင့်ကြီးတော်17ယောက်နေထိုင်ရာကူသို့တွားရောက်ပြီးမိခင်နှင့်ကြီးတော်တို့ရဲ့မျက်လုံးများကိုပြန်လဲတက်ဆင်ပေးကတီတာရည်စင်ဖြစ်ပတ်ဖြန်းပေးလိုက်ပါတယ်မျက်စိများအကောက်ပကတိတိုင်းအလင်းရ၍မိခင်နှင့်ကြီးတော်များဝမ်းသာကြသဖြင့်ပျော်ရွှင်စွာရီမောတန်တွေဟာတကူလုံးမှာစူညံသွားပြီးမင်းသားလေးအတွက်လည်းဂုဏ်ယူနေကြပါတယ်နောက်တစ်နေ့ကူးတဲ့အခါမှာတော့မင်းသားလေးဟာအသက်စီဝင်ဆောင်ကိုပိုက်၍နန်းတော်သို့တွားရောက်ခါမိဘရဲ့ခေါင်းကစာချွန်လာပို့ခိုင်းသည်မှာအစာပြု၍ဖြစ်ကြောင်းကုံစင်ကိုစတုရမမင်းထံမှတန်တော်ဦးတင်လျှောက်ထားပါတယ်ထို့နောက်မှာအသက်စီဝင်ဆောင်ကျိုးကိုရှော့ပြလိုက်ရာမိဘရဲ့ခေါင်းကြီးရဲ့ရုပ်ဟာမယုံနိုင်အောင်အိုမင်းရှင်ရောပြီးအဆွဲတငါးငါးနဲ့ဘလူးမရုပ်သွင်းသို့ပြောင်းလဲသွားပါတယ်အသက်စီဝင်ဆောင်ကျိုးကိုပြန်လဲတင်းတဲ့အခါမှာတော့ငယ်ရွယ်နှုတ်ပြိုတဲ့လှပသောမင်းသမီးလေးဟန်ကိုပြောင်းလဲသွားပါတယ်ဆောင်ကျိုးကိုတင်းတီထက်တင်းအောင်လှုပ်လိုက်တဲ့အချိန်မှာတော့အဆွဲငါးငါးကြီးမားတဲ့ဘလူးမခန္ဓာကိုယ်ဟာပြောင်းလဲသွားပါတော့တယ်ပြက်တီအထီဆောင်ကျိုးကိုတင်းလိုက်တဲ့အချိန်မှာတော့ဘလူးမဟာလဲကျသေဆုံးသွားပါတော့တယ်ထိုအဖြစ်ပြက်ကိုတွေ့မြင်ရတဲ့မင်းမှုထမ်းများနဲ့
နဲ့တိုင်းသူပြည်သားတွေဟာအဖြစ်မှန်ကိုသိရှိသွားပြီးတော့အံ့ဩထိတ်လန့်သွားကြပါတယ်စတုရမမင်းကမင်းသားလေးဟာမိမိရဲ့သားတော်ဖြစ်ကြောင်းကိုသိရှိသွားရပြီးဝမ်းမြောက်ဝမ်းသာဖြစ်ခါချက်ချင်းပင်အင်ရှင်မင်းအရာကိုအနှင်းမာတော့တယ်တဖန်ဂူတလုံးတွင်စံမြန်းနေသောဒေဝီ12ပါးကိုနန်းတော်တွင်သို့ပြန်လည်ခေါ်ဆောင်စေပြီးမိဖုရားအရာနှင့်အဆောင်အယောင်များကိုပြန်လည်ပေးအပ်ခဲ့ပါတယ်ထိုအချိန်မှစ၍ဒေဝီ12ပါးနှင့်မင်းသားလေးတို့နန်းတော်တွင်ပျော်ရွှင်စွာနေထိုင်သွားပါတော့တယ်ဘလူးမ၏ခန္ဓာကိုယ်ဟာအလွန်ကြီးမားသဖြင့်အပိုင်းပိုင်းခုတ်ဖြတ်ရာလှဲဖြစ်တင်ဆောင်၍မြို့ပြင်သို့တွားရောက်ဆွန့်ပစ်ကြပါတယ်ဆွန့်ပစ်ရာလမ်းတနေရာရှိတောင်ကုန်းတစ်ခုမှာတော့ဘလူးမရဲ့အသားတုံးအချို့ဖိတ်ကြသဖြင့်ထိုနေရာကိုလွိုင်းဟေဟုခေါ်ဆိုကြပြီးကာလကြာတဲ့အခါမှာလွိုင်းဝေးလွိုင်းမြေဖြစ်လာခဲ့ပါတယ်ဘလူးမသွေးစည်းကြောက်ရဖြစ်ပေါ်လာသောအင်းကိုနောင်ချောင်းကာလကြာတဲ့အခါမှာနောင်ချောင်းနောင်ကျော့ဖြစ်လာခဲ့ပါတယ်ဘလူးမအယိုအသားသွေးစိမ်နဲ့တောင်းတဲ့အင်းကိုတော့လွိုင်းဆဲတောင်းလွိုင်းဆဲအင်းလို့ခေါ်ကြပါတယ်စာချွန်လွှာပြင်ဆင်ရေးသားခဲ့တဲ့တောင်ကုန်းကိုတော့လွိုင်းမဲထန်ကြာတဲ့အခါမှာလွိုင်းမြေတန်းခေါ်ဆိုကြပါတယ်ဒေဝီ12ပါးနေထိုင်ရာကိုတော့ထန်းနှန်းစိန်ဆောင်လို့လည်းခေါ်ကြပါတယ်ဒေဝီ12ပါးထဲမှာအထွေးဆုံးမိဖုရားကတော့တားစင်မြေဆက်တက်တန်းရှိခဲ့သဖြင့်ထိုမိဖုရားကိုအကြောင်းပြုပြီးမိန်နေမြမအတန်ထွက်မိုးနဲ့လို့ခေါ်ဆိုကြခြင်းပဲဖြစ်ပါတယ်တင်ဆက်ပေးခဲ့တဲ့အကြောင်းအရာလေးကတော့ရှမ်းပြည်နယ်တောင်ပိုင်းနတ်ဆယ်ခရိုင်မိုးနယ်မြို့မှာဒေဝီ12ပါးကိုသမိုင်းကြောင်းလေးပဲဖြစ်ပါတယ်ရှင်ဗီဒီယိုလေးကိုဆုံးထိကြည့်ပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ရှင်နောက်ထပ်လည်းစိတ်ဝင်စားဖွယ်အကြောင်းအရာများနဲ့ဗဟုသုတဖြစ်ဖွယ်သမိုင်းကြောင်းများကိုဆက်လက်တင်ဆက်ပေးမှာဖြစ်လို့ကျမတို့ရဲ့ channel လေးကို like and subscribe လေးပြုလုပ်ပေးပါလို့အကြံပေးပါရစေရှင်